ကဲညနေကိုမြင်တာတွေ့တဲ့ site ကလေးပြမယ်ကြာရင်စောလို့ရတယ်ဒီ6ပေတည်းမနေ့မှကြပြတော့မယ်နော်6ပေတည်းရတယ်မူလေးတွေကြောက်ဖို့ကောင်းတယ်ဒီအပေါ်ကြည့်စရာမလိုဒါပေမဲ့ဒီအပေါ်နဲ့ကလည်းဆက်နေတယ်ဒါပေမဲ့ဝေးတာပေါ့နော်နည်းနည်းလှမ်းတယ်ဒီတဝိုက်လေးမှလဲနေတယ်တော့ကျွန်တော်ဒီတစ်ပတ်ကနေစမယ်နော်ဒါပြီးခဲ့တယ်အပတ်ကတလင်းလာအင်္ဂါဗုဒ္ဓဘူးဒီနေ့ကြာတာပဲရိုးရှင်းနဲ့ကြည်တက်ရင်မြင်နဲ့ပြီးရင်ရမယ်နော်ပြီးရင်ရမယ်ပြီးသွားတာနှစ်ပင်းတော့လှသွားတယ်ပြီးတာနော်ညနေထိတ်စီယူဒီ3နှစ်ငါဖြစ်ချင်းကြောင်းနဲ့ဒီ3နှစ်ငါဒီလိုငားတယ်တဲ့နော်မြင်သားလေးကိုပြောတာရိုးရှင်းတယ်နော်ဒီ3နှစ်ကဒီငါမှာထိတ်စီလာပြီးတယ်ဒီနှစ်ငါခွန်ကဒီမှာထိတ်စီလာပြီးတယ်ဟုတ်ပြီနော်ထိတ်စီလာပြီးတော့သူကနောက်ပိတ်ကဘလို့လာလဲဆိုတော့တဲ့ဒီချစ်နဲ့ဒီချစ်နဲ့6ပါဝါ1အတစ်ကအပိတ်51နော်အဲ့လိုပြီးတာဒီ3နှစ်5ဖြစ်ချင်းလို့ညနေကိုထိတ်က5ထိတ်ရှင်းနဲ့ပေါင်း6ပါဝါ1အပိတ်51တကွက်ထဲဒီနှစ်နဲ့5နဲ့ခွန်ဖြစ်လို့ညနေကိုခွန်ထိတ်3နဲ့1နဲ့ပေါင်း4ပါဝါ9အပိတ်89နော်ဆိုတော့ဒီလိုညနေကိုကျွန်တော်တို့လာမယ်3နဲ့6နဲ့9ဖြစ်နေလို့9ကညနေကိုထိတ်အဲ့ဒီ9ကညနေမှာထိတ်2နဲ့9နဲ့ပေါင်းခြင်းက1ပါဝါ6နော်96ညနေဟုတ်လားဒီ3နှစ်5ဖြစ်လို့5ထိတ်ဒီ2ကခွန်ဖြစ်လို့ခွန်ထိတ်ဒီ36 9ဖြစ်လို့9ထိတ်ဒီချစ်6ပေါင်းခြင်းတော့6ပါဝါ1အပိတ်3နဲ့1နဲ့ပေါင်း4ဖြစ်လို့4ပါဝါ9အပိတ်2နဲ့9နဲ့ပေါင်း1ဖြစ်လို့1ပါဝါ6အပိတ်အမှကြောက်ရင်ရံပေါ့ဗျာ